မင်္ဂလာပါရှင်တန်းတိုင်းချက်မြန်မာအကျိုးဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်ကလေးကတော့ထုံလုံးဖိန်နေဦးမှာလမ်းမတင်လေးဆိုရင်20-60ပေခုချိန်မှာ14,000 1,500 1,600ဝန်းကျင်လေးတွေပေါက်နေတဲ့ချိန်မှာကွက်ပြည့်လေးဦးမှာ1,500ပေါ်ပေါ်လေးနဲ့ရမယ်ကွက်ကြံဈေးတန်းကြံနဲ့အကွက်ကောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့မနော်ဖရိန်လေးတဲ့ဥမှာ52မိန်းလမ်းမကြီးနဲ့အနီးဆုံးမှာရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ကိုပေ60ရှိပါတယ်အလှည့်လေးကလည်းအားလုံးကြိုက်တဲ့မြောင်းလှည့်လေးဖြစ်ပါတယ်ပိုင်ဆိုင်မှုဆရန်လေးကတော့ခရံလေးကိုတက်တန်းကြံပါသေးတယ်ရှင်52မိန်းလမ်းမကြီးအတင်နဲ့111လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့ခရံအမိပေါက်တက်တန်းကြံတဲ့ကွက်ပြည့်ရောင်းလေးကို40-60ပေကွက်ပြည့်ရောင်းလေးကိုရခင်ကတော့16,500ခေါ်ထားပြီးတော့ယခု1,500ပေါ်ပေါ်လေးနဲ့ဆိုရင်ထုံမဲ့လို့ပြောပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့တန်တအိမ်ချမ်းမျိုးဆက်သွယ်ပေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်